ဒီနေ့မှာတော့ကျွန်တော်တို့ပြည်သက်ကြီးကိုတကယ့်ကိုထူးဆန်း6ချစရာကောင်းတဲ့လူသက်သမိုင်းတယောက်အကြောင်းပြောပြပေးသွားမှာပါကဘာပေါ်မှာအန်ဒရဲအရှိဆုံးလူသက်သမိုင်းတယောက်ကိုပြပါဆိုရင်ဒီလူကိုပဲပြရမှာပါသူ့နာမည်ကတော့ Stanhart Moore ပါထူးခြားတာကသူဟာတခြားလူသက်သမားတွေလိုလက်နက်မသုံးပဲတကယ့်ကိုဆွဲဆောင်မှုရှိတဲ့အပြုံးတစ်ခုကိုပဲပိုင်ဆိုင်ထားတာပါဇလန်ကဒီလိုပြ1958ခုနှစ်မီနီဆိုတာပြည်နယ်ရဲ့ဘူလုတ်မြို့လေးမှာရဲတွေဟာလူကောင်ကြီးမားလို့နဲ့စတန်ကိုဖမ်းဆီးလိုက်ပါတယ်။သူဟာလူပေါင်း332ယောက်ရဲ့တေဆုံးမှုနဲ့ဆက်နွယ်နေတယ်လို့ယူဆရတဲ့သူပါ။မျက်မြင်သက်သေတွေပြောပြချက်အရစတန်ရဲ့လူသက်ပုံကတကယ့်ကိုထူးဆန်းလွန်းပါတယ်။သူဟာတားကောင်ရဲ့အနာကိုဖြည်းဖြည်းချင်းတိုးကပ်သွားတယ်။ပြီးတော့စူးစူးရှာရှာလေးပြုံးပြီးစကားအနှဲငယ်ပြောလိုက်ရုံပါပဲ။အဲ့ဒီနောက်မှာတော့အဲ့ဒီလူဟာနေရတင်လဲကျတေဆုံးသွားတာပါပဲ။အစားပိုင်းမှာတော့တာဝန်ရှိသူတွေကဒါဟာလူအုပ်ကြားထဲမှာကြောက်လန့်တကြားဖိပြီးနှလုံးရက်တာလိုပဲထင်ခဲ့ကြတာဒါပေမဲ့တကယ်တော့အမှန်တရားကအဲ့ဒီထက်ပိုပြီးကြောက်ဖို့ခေါင်းနေပါတယ်စတန်ကောင်ဖန်စီပြီးနောက်ဆရာဝန်တွေကစမ်းသပ်စစ်ဆေးကြည့်တဲ့အခါမှာမှတ်တမ်းတစ်ခုရေးခဲ့ကြတယ်အဲ့ဒါကတော့သူ့ရဲ့ထွက်သက်လေးဟာအစိတ်သက်နေတဲ့ဆိုတာပါပဲစတန်ရဲ့အသက်ရှူတန်းဟာတကယ်ကိုအန်ဒရဲရှိတဲ့ဇီဝလန်နဲ့တစ်ခုဖြစ်နေခဲ့တာပါအချင်းတွေကဒီလောက်နဲ့တင်မပြီးသေးပါဘူးထောင်ထဲမှာအစာဦးပြုတ်ပြင်းရေးလုပ်နေတော့မှစတန်ဟာထူးဆန်းစွာနဲ့ထွက်ပြေးသွားခဲ့ပါတယ်။သူဟာစင်ရလန်းမှာငင်းငင်းလေးရက်နေတာကိုအလုပ်သမားတယောက်လိုထင်ပြီးတာဝန်ရှိသူတွေကသူ့ကိုမှတ်တမ်းတွဲတစ်ခုပေးလိုက်မိတယ်။စတန်ဟာအေးအေးဆေးဆေးမဲ့ပစ္စည်းတွင်းလေတစ်ခုကိုတွင်းပြီးထောင်လေကနေလမ်းလျှောက်ထွက်သွားခဲ့တာဘယ်သူမှမရိပ်မိလိုက်ပါဘူး။ဒါပေမဲ့ရက်ပေါင်း68ရက်အကြာမှာတော့ဘယ်သူမှမထင်ထားတဲ့အလွယ်အပြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။စတန်ဟာထောင်ထဲကိုသူ့အလိုအရာပြန်ရောက်လာခဲ့တာပါ။သူကရဲအရာရှိကိုပြုံးပြီးအင်တာဗျူးချင်းလေလို့ပြောလိုက်တယ်။စတန်စကားပြောပြီးသွားနဲ့အဲ့ဒီအရာရှိဟာချက်ချင်းဆိုသလိုလဲကြတည်ဆုံသွားခဲ့ပါတယ်။စတန်ကတော့ဘာမှမဖြစ်သလိုပဲအေးအေးဆေးဆေးစောင့်နေခဲ့တာပါ။ဒီတစ်ခါမှာတော့သူ့ကိုမြေအောက်ကအစိုးဆုံးရာဇဝတ်သားတွေထားတဲ့အချင်းခန်းထဲမှာပြေးလောင်ထားလိုက်ပါတယ်။ဒါပေမဲ့ရက်အနေငယ်အကြားမှာတော့အဲ့ဒီမြေအောက်ထက်တစ်ခုလုံးတိတ်ဆက်သွားခဲ့တယ်။အဆောင်တွေဆင်းကြည့်လိုက်တဲ့အခါမှာတော့တစ်ထပ်လုံးမှရှိတဲ့အချင်းစာအားလုံးဟာသူတို့ရဲ့အခန်းထဲမှာတင်အသက်မဲ့နေကြပါပြီ။ဘာတန်ရမှမရှိဘူးရုံးရင်းဆိုင်ခတ်ဖြစ်တဲ့လက္ခဏာလည်းမရှိဘူးတစ်ထပ်လုံးမှာအစိတ်ငွေတွေလည်းဖုံးလွှမ်းနေခဲ့တာပါနောက်ဆုံးစတန်ရဲ့အခန်းရှိကိုရောက်သွားတဲ့ခါမှာတော့သူဟာအိမ်သားပေါ်မှာထိုင်ပြီးတရင်စားကိုအေးအေးဆေးဆေးဖန်နေတာကိုတွေ့လိုက်ရတယ်သူကအဆောင်ဒီကိုကြည့်ပြီးသူ့ရဲ့ထုံစံအတိုင်းတစ်ချက်ပြုံးပြလိုက်တယ်အဆောင်ဒီယောက်ကဒါတွေကဘလို့ဖြစ်တာလဲဆိုပြီးတိချင်စော်လဲအနာကိုတိုးကပ်သွားခဲ့မိတယ်အဲ့ဒါဟာသူနောက်ဆုံးလုံးမိတဲ့အမှားပါပဲပရိသတ်တို့တော့ဘယ်လိုထင်လဲဒီလိုထွက်သက်လေးနဲ့တင်လူတနိုင်တဲ့လူတယောက်တကယ်ရှိခဲ့တယ်ဆိုတာယုံနိုင်ပါလားအခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုသိချင်ရင်တော့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်